တို့တတ်နိုင်တဲ့လူကျွန်တော်တို့အားကိုးတာကျွန်တော်တို့စကားမတတ်တဲ့ခါမှာစကားတတ်တဲ့လူကျွန်တော်တို့အားကိုးတာဒီနေ့လည်းကောင်းပဲဒီနေ့ကျွန်တော်တို့ကလည်းနောက်ဘဝမှာရောက်ဖို့အတွက်ကျွန်တော်တို့ကုတုမလုပ်နိုင်ဘူးကောင်းကုတုမလုပ်နိုင်တဲ့ခါတော့လုပ်နိုင်တဲ့လူကိုကျွန်တော်တို့အားကိုးတာကျွန်တော်တို့စိတ်ရောမှာအလုံးလုံးချင်တဲ့ဖောင်ပြရတယ်ဒါပေမဲ့ကျွန်တော်တို့ဖောင်မဖြစ်တတ်ဘူးဖောင်မဖြစ်တတ်ဘူးဆိုရင်ကျွန်တော်တို့ကအလုံးလုံးမရောက်ဒါပေမဲ့ဖောင်ဖြစ်တတ်တဲ့လူကျွန်တော်တို့အားကိုးကျွန်တော်တို့ဘာမှလုပ်စရာမလိုဘူးဒီနေ့လည်းကောင်းပဲဒီနေ့တခင်ခစ်တော်ကကျွန်တော်တို့ဘာလာလုပ်ပေးလဲဆိုတော့တခင်ခစ်တော်ကလောကကိုလာတယ်ကျွန်တော်တို့အပိသားတွေအပိရှိတဲ့လူတွေအားလုံးကိုသူကကယ်တင်ဖို့လာကျွန်တော်တို့မလှုပ်နိုင်တဲ့လူတွေအားလုံးကိုသူကကျွန်တော်တို့ကိုတနာလို့လာလုပ်ပေးတာဖြစ်တယ်သူ့ကိုယုံကြည်တဲ့သူရောက်စီတိုင်းကတဲ့အပိစီရင်ချစ်ကိုမခံရတဲ့အပြစ်စီချစ်ကိုလည်းမခံရတော့ဘူးလို့ပြောထားတာသားပါလေလို့ယောဟန်အခန်းကြီး3မှာဒီမှာပြောထားတယ်ဆိုတော့ယောဟန်အခန်းကြီး3အငယ်16မှာပြောထားတယ်ဆိုဖျားခင်သားလို့ကိုယုံကြည်တော့ကိုပေါင်းလို့ဒီပြည့်စည်ချလို့မရအောင်လေထောင်ရအစိတ်ကိုရစီချင်းကတဲ့ဖျားတခင်ဟာတဲ့မိမိ၌တပါးတီတော့သားလို့ကိုစုတုံတည်တာလောကီသားလို့ဖြစ်တယ်ဖျားတခင်ကကျွန်တော်တို့ကိုတက်တည်ပြတာဖြစ်တယ်ကျွန်တော်တို့ကိုဘယ်လောက်ချစ်လဲဆိုတာဘုရားကကျွန်တော်တို့ကိုတက်တည်ပြတာ။ဘာနဲ့တက်တည်ပြလဲဆိုတော့သူ့မှာရှိတဲ့တပါးတိတော့သားတို့စုပ်ပြီးမှငါတို့လောကသားကိုချစ်တယ်။ငါတို့လောကသားဒီအားလုံးကိုကျွန်တော်တို့ကဒုက္ခချမ်းသာကိုရောက်ဖို့သူကကျွန်တော်တို့ကိုလာတက်တည်ပေးတာဖြစ်ပါတယ်လို့အကြောင်းဒီနေ့သူ့ကိုယုံကြည်တဲ့ဒီရောက်စီတိုင်းကကျွန်တော်တို့ကနောင်ဘဝအတွက်ကျွန်တော်တို့စိတ်ချမယ်လို့နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုပြောထားတယ်ဒီနေ့ကျွန်တော်တို့ကိုစိတ်ချယုံကြည်တဲ့လူတွေကျွန်တော်တို့တပါးကြီးပဲရှိပါတယ်လို့ကျွန်တော်တို့ဘာသာတရားကကျွန်တော်တို့ကိုမကယ်တင်နိုင်ဘူးကျွန်တော်တို့အဖွဲ့အစည်းကကျွန်တော်တို့ရဲ့ဝိညာဉ်ကိုမကယ်တင်နိုင်ဘူးကျွန်တော်တို့ကိုကယ်တင်နိုင်တာယေရှုခရစ်တပါးတည်းဖြစ်ပါတယ်ဒီနေ့လောကမှာဘာသာပေါင်းများစွာရှိတယ်ဖခင်ပေါင်းများစွာကိုယ်ွယ်ချင်းများစွာရှိတယ်ကျွန်တော်တို့ဒီအရာဒီအားလုံးလှုပ်ဆောင်ခြင်းအကျွန်တော်တို့သခင်တပါးတည်းပဲရှိတယ်အဲ့ဒီသခင်ကိုကျွန်တော်တို့သိချင်ပြီးကျွန်တော်တို့ကအောင်မြင်ဖြစ်ပါတယ်လို့ဘာကြောင့်လဲဆိုတော့ဒီနေ့ကျွန်တော်တို့ကတချို့ဒီကပြောတယ်ကက်သလစ်ဒီကမကောင်းဘူးနိချင်းဒီကမကောင်းဘူး EGD ကမကောင်းဘူးတတိကောင်းဒီကမကောင်းဘူးသူတို့ကဒီလိုကိုယ်ပဲငါတို့ကဒီလိုကိုယ်ပဲငါတို့နိချင်းကဒီလိုကိုယ်ပဲငါတို့ပတိမဒီလိုလုပ်ပြီးမှကျွန်တော်တို့ပြောဒါပေမဲ့ကျွန်တော်တို့နှုတ်ကပတ်တော်ကြည့်တဲ့အခါမှာဘယ်ဟာမှမကောင်းပါဘူးနိချင်းလည်းမကောင်းပါဘူးနိချင်းဒီလည်းလူတတ်တာပဲနိချင်းဒီလည်းလူကိုဆဲတာပဲနိချင်းဒီကလည်းလောဘကြီးတာပဲအားလုံးကက်သလစ်ဒီကလည်းအားလုံးပဲဒါပေမဲ့သူတို့မကောင်းဘူးလားနိချင်းမကောင်းလို့လားကက်သလစ်မကောင်းလို့လား EG မကောင်းလို့လားဘာသာကတော့ကောင်းပါတယ်အားလုံးကအကောင်းတွေပဲလူမတက်တဲ့သူများပစ္စည်းမကိုတဲ့သူများကိုကောင်းအားလုံးအတင်းတော်တိုင်းကဘာသာတိုင်းကလည်းအဲ့လိုပဲသူတင်တယ်ကောင်းအောင်မူအောင်နေဖို့ကျွန်တော်တို့ကကောင်းကောင်းမူမူနေဖို့ကောင်းကောင်းမူမူနေကောင်းကြည့်ခံစားမယ်ကောင်းကောင်းမူမူနေကျွန်တော်တို့အဲ့လိုပဲသူတင်ကြတာပဲဘာသာတိုင်းကအတင်းတော်တိုင်းကလည်းအဲ့လိုပဲသူတင်ကြတာဆရာတိုင်းကလည်းအဲ့လိုပဲသူတင်တာပဲဒါပေမဲ့ကျွန်တော်တို့မကြိုက်တဲ့အရာတစ်ခုကိုကြည့်ပြီးမှကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့ကသိမှာအော်ဒီချင်းကမကောင်းအော်ဗတ်ဒီကမကောင်းအော်ဒီဂျီကမကောင်းအော်ကက်သလစ်ဒီကမကောင်းဘူးဆိုမှကျွန်တော်တို့ကပြောတာဒါပေမဲ့ကျွန်တော်တို့ကစင်ရင်လိုက်ဒါပေမဲ့ဘုရားသခင်ကပြောပါတယ်ကောင်းကင်နိုင်ငံမှာ EG မရှိပါဘူးဗတ်တိမရှိပါဘူးကက်သလစ်ဒီမရှိပါဘူးကောင်းကင်နိုင်ငံမှာဖြစ်တော်တပါးရှိဒီနေ့ကျွန်တော်တို့ကောင်းကင်နိုင်ငံကိုသွားဖို့အတွက်ကျွန်တော်တို့နေ့ကြီးတဲ့ကိုဒီမှာကောင်းကင်နိုင်ငံရောက်တာပေါ့EG တဲ့ဝီပြီးမှကောင်းကင်နိုင်ငံရောက်တော့ဟိုကက်သလစ်တဲ့ဝီပြီးမှကောင်းကင်နိုင်ငံရောက်တော့ဘယ်ဘာသာတဲ့မှာပဲဝီပြီးကျွန်တော်တို့ကကောင်းကင်နိုင်ငံရောက်ကောင်းကင်နိုင်ငံကိုရောက်အောင်ကျွန်တော်တို့အမှတ်ခံပေးတာဖျားဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဖျားနဲ့ကျွန်တော်တို့နဲ့ဘယ်လိုဆက်တယ်လဲအဲ့ဒီဖျားကကျွန်တော်တို့ဘာလုပ်ပေးလဲအဲ့ဒီဖျားကကျွန်တော်နဲ့ဘာသက်ဆိုင်လဲဆိုတာကကျွန်တော်တို့ကအရေးကြီးပါတယ်အဲ့ဒီဖျားနဲ့ကျွန်တော်တို့ကမသက်ဆိုင်ဘူးဆိုကျွန်တော်တို့ကအတင်းတော်တဲ့ဝင်လဲလာကနိချင်းထဲမှာနေလဲလာက EG ထဲမှာနေလဲလာဘာဖြစ်လို့လဲမကောင်းဘူးလို့မကောင်းလို့ကောင်းပါတယ်အားလုံးကောင်းပါတယ်ဘာသာတွေအားလုံးကောင်းပါတယ်လူကမကောင်းကိုမကောင်းတာကိုပဲသိကိုဘယ်လောက်ထိလောဘရှိလဲကိုပဲသိကိုဘယ်လောက်ထိဖျားရှာလဲကိုပဲသိကိုကဖျားနဲ့မှမနေတတ်ကိုကတဏှာယေစုမတောင်းနိုင်ဘူးတဏှာယေကြောင့်မထားဘူးဖျားနဲ့အချိန်မှမယူနိုင်ကတော့ကိုကဖျားနဲ့အချိန်မယူနိုင်တဲ့ခါကျတော့ကျွန်တော်တို့ဘယ်ဘာသာဖြစ်မှာပဲနေကျွန်တော်တို့ကမကောင်းတဲ့ခါကျတော့ဖျားစီကြောက်နေဘူးအခါတော့ကကျွန်တော်တို့ဘုံမှာပြောတယ်တို့မြန်မာပြည်မှာလက်ဖက်တုပ်တယ်တဲ့ဒီကလေးသွားတဲ့ကောင်လက်ဖက်တုပ်တယ်တဲ့ဗမာလီဆိုတော့မြန်မာပြည်လာတဲ့လူဆိုလက်ဖက်တွေအားလုံးကြိုက်ကြတယ်ငယ်ကြီးဆက်ဆက်နဲ့ကျွန်တော်လက်ဖက်တုပ်ကျွေးတယ်ဆိုဘယ်သူမှစူစားတယ်နော်လက်ဖက်တွေအားလုံးကြိုက်ကြတယ်ဒါပေမဲ့သူတို့သွားတဲ့အိမ်ကလက်ဖက်တုပ်တဲ့လူကအနုတေတဲ့သူတို့အနုတေမှာသူတို့သွားစုတောင်းပေးအနုတေမှာစုတောင်းပေးတဲ့ခါမှာအဲ့ဒီအနုတေကစေတနာရှိနဲ့ဒီဝိကြားနဲ့လက်ဖက်တုပ်ပေးတယ်တဲ့လက်နဲ့လက်ဖက်တုပ်တော့တုပ်ပေးတယ်
တော့သူလက်ကအားလုံးအလူကြီးဖြစ်နေတဲ့ခါကျတော့အဲ့ဒီလက်ဖက်တုတ်တဲ့ခါကျတော့ဘယ်သူမှမစားကြတော့ဘူးအားလုံးလက်ဖက်တုတ်အဲ့ခါကျတော့မေးလိုက်တယ်လက်ဖက်တုတ်မကြိုက်ဘူးလားဆိုတော့ကြိုက်ပါလေကြိုက်စားလေမစားဘူးဘာဖြစ်လို့မစားတာလက်ဖက်တုတ်ကတော့ကောင်းပါကောင်းပါဘူးဒါပေမဲ့တုတ်တဲ့လူရဲ့လက်မကောင်းဘူးဒုနေ့လည်းတော့ဒီနေ့ကျွန်တော်ကောင်းမှုကုတူလုပ်ချင်းကလည်းဒီလိုပဲကျွန်တော်ဖျားရှိခိုးလာမကောင်းဘူးလားကျွန်တော်ဘာသာတရားမကောင်းဘူးလားနေချင်းလည်းကောင်းတယ်ဤချင်းလည်းကောင်းတယ်ကက်သလစ်ဒီလည်းကောင်းတယ်အားလုံးကောင်းတယ်ဒါနဲ့ဒီဟာဒီအားလုံးကကောင်းတယ်ဘုရားကကြိုက်တယ်ဒါပေမဲ့ကျွန်တော်လှုပ်တဲ့အယူလှုပ်တဲ့ကျွန်တော်တို့ကောင်းတယ်ကျွန်တော်တို့မကောင်းတဲ့ခါကျတော့ဘုရားကလက်မခံဘူးသူကတတ်ရှင်းလှုပ်တဲ့လူကမကောင်းဘူးလှုပ်တဲ့လူကခုနကကျွန်တော်လက်ဖက်တုတ်ပဲလက်ဖက်တုတ်တော့အားလုံးကြိုက်တယ်ဒါပေမဲ့တုတ်တဲ့လူကကောင်းတဲ့ခါကျတော့ဘယ်သူမှမစားဘူးသူနည်းလည်းကောင်းမယ်ကျွန်တော်တို့ကောင်းသူလှုပ်ချင်းကနေကောင်းကင်နိုင်ငံရောက်နိုင်ဘူးတဲ့ရှင်ရေဟေရှယာကျမ်းထဲမှာဆိုပါပြောထားတယ်ဆိုတင်တို့ရဲ့ကောင်းမှုတို့ပြုချင်တာဖျားစကင်ရှိတ်မှာတဲ့လက်ကြီးစုပ်တယ်အားလုံးဟောင်းပါလို့ဖျားလက်ကိုထို့ကြောင့်ဒီနေ့ကျွန်တော်တို့ရောက်စီတိုင်းကကျွန်တော်တို့ဖျားကိုယုံကြည်တတ်ဖို့ဖျားကိုကျွန်တော်တို့ကျေးပါရှင်ဖြစ်ကျွန်တော်တို့ယုံကြည်တဲ့ရောက်စီတိုင်းကကောင်းကင်နိုင်ငံရောက်တယ်ဆိုတာလောကပတ်တော်ကကျွန်တော်တို့ကိုတုံတင်တဲ့ဘာသာတရားကကျွန်တော်တို့ကိုကဲတင်မယ်လို့လောကပတ်တော်ထဲမှာတော့ပြောထားပါဘူးလောကပတ်တော်ထဲမှာပြောဖျားသခင်ဤတပါးတီတော်သားတော်ကိုယုံကြည်တော့သူအပေါင်းလို့ပြောတာနော်တယောက်တည်းမဟုတ်ဘူးသူကိုဘယ်သူယုံလဲယုံတဲ့လူအားလုံးယုံတဲ့လူအားလုံးကတဲ့ယုံကြည်တော့သူအပေါင်းတို့ဒီတဲ့ပြည့်စည်ခြင်းလို့မရောက်ဘူးတဲ့ဘယ်တော့မှမပြည့်စုံဘူးတေတော့လည်းငရဲမရောက်ဘူးဘယ်မှမပြည့်စုံဘူးကမှခန္ဓာလာဖြစ်တယ်ပြည့်စည်ခြင်းလို့မရောက်တဲ့ထာဝရအသက်ကိုရရှိခြင်းကဖျားခင်ဒီမိမိနဲ့တပါတီတော်သားတို့ကိုဆုတော်မူတာတော့ဒီသားတို့ကိုချစ်တော်မူတယ်ဒီနေ့ကျွန်တော်တို့ဖျားခင်ကိုချစ်တဲ့လူတွေဖျားခင်ကိုယုံကြည်တဲ့လူပဲကောင်းကင်နိုင်ငံရောက်မယ်ဆိုတာတို့ကပါတော်ကကျွန်တော်တို့ကိုပြောထားတာဖြစ်ပါတယ်လို့အဲ့တော့ဒီနေ့ကျွန်တော်တို့ကလောက်ဆောင်ရခြင်းကျောင်းကြီးကျွန်တော်တို့ဘယ်လောက်ပဲကျွန်တော်တို့ဘယ်လောက်ပဲကိုယ်ကျွန်တော်တို့ဖျားမရှိဘူးဆိုတာဒီပဲဖြစ်ပါတယ်ကျွန်တော်တို့ကအရေးကြီးဆုံးအကောင်းဆုံးအရာကကျွန်တော်တို့အသက်ရှင်တဲ့ဖျားကျွန်တော်တို့ကိုကယ်တင်နိုင်တဲ့ဖျားကိုကျွန်တော်တို့သိရှိပြီးမှသူ့ကိုယုံကြည်ကိုယ်ပဲဖို့အသက်လူအပါလေဆိုတဲ့အားကအနေနဲ့တိုက်တွန်းပွားပေးပါတယ်လို့သူပဲကျေးဇူးတင်ပါတယ်လို့လာမှုကျွန်တော်လည်းပြောချင်ပါတယ်လို့အချင်းချင်းအနေနဲ့ညာကြီးကယူရှာအလူချိုးလေးကိုကျွန်တော်တို့လည်းကိုယ်တီမရှိလေကလာဝင်းကြီးကလာအော်ကိုလိုတာလေချိုခပ်ပေးထားချိုးပေးထားကလည်း TV ချိုးပေးထားရှိလို့ရှာလူချိုးတဲ့ကိုတာလေချစ်တော်တော့ကငါคือညာကြီးခင်ဗျာဒီမှာကခင်တော့ချေပေးကိုကအော်ဒါခေါ်ပြီးကကိုပေးယူရှာမီကကိုလာရှုံးမကကရပြီယူရှာမီကိုမနာကိုမကကကိုရပြီနီယူရှာကကချေကိုပေးငါကိုခင်တီတော့ဝင်း不肯定都喂，也看雨下阿鲁做了喂，雨下感觉不到嘞，我去抽卡贝台，咖啡台干嘞，TV 做为他是杜下鲁做的 ，TV 做为我那个马哥我感觉我，他妈的呀，你不多过，这边我咖啡我去是杜雨下鲁做这里的，我道理，知道我那个。台咖啡干不老我那个马哥的，那个 TV 做为，热嘞那个雨下不拉下不天的，热嘞那个不拉的。我们不是想感觉不到嘞，俺来过那边，俺过那边，路边上现在他拉过都不会去对进门了，拉过都会不会呀？哎，他拉过嘛都，人家那个米就他不是嘞，拉过都会从他会第几个边他来拉过啊？对不对？第几个嘛边个拉过都嘛个，呀一几年拉过啊都，知道不？那个。刚那个我你跑的跑跑的，跑again，就是把他搞过去。我们那个一家都不管是去可能的跑啦，去可能是跑步一点，但是跑啦的不会冲跑啦的嘛就，呀哎的跑啦，知道不？那个比中啊的跑啦，点那个比中好呀哎，我比跑啦的米可能搞啦点大哟，去可能跑点大哟，去呀都便宜哟，啥呀便宜，呀卡哟，呀哎别钱的，我他妈便宜。Tik berpu we, tik ni napu we, tik pu we. Utiga mo chiti maju, utiga kalale cahila. Moti mati niga hinda we, niga sega hinda we. Atma sabe ko ja peche we tawato. Chita wa ko japoli japolu kashe ko chi ko le tu chi chaya tha. Ko le tu chi chaya tha ke ni ta kashe ko le mo khu tha chinga. Ona polo ma be ti che heavy chat nga no ta chama nga ti ke kha ga na nga no ta mi chu ti tola che bi atma be ko li tu chi